အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခါဆက်လက်ပြီးတော့ကျွန်တော်တို့ဒီ schedule ထဲမှာပါတဲ့ဒါ test ပေါ့နော်ဒါစလုံးရေးတဲ့ပိုင်းတွေကိုရှင်းပြပေးမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်စလုံးရေးမယ်ဆိုရင်ဒီသူ့ရဲ့ပုံစံကဘယ်လိုရှိလဲဆိုရင်နော်ကျွန်တော်ဒီမှာတစ်ချက်ထောက်ကြည့်လိုက်မယ်နော်ထောက်ရင်ကျွန်တော်ပုံမှန်တိုင်းမှာကာစာလေးပေါ်တခြားဟာတွေဆိုရင်ကျွန်တော်ဒီမှာကာစာပုံစံလေးပေါ်တယ်ဒီမှာအဲ့လိုမရှိဘူးနော်ဒီမှာ line တစ် line ပေါ်လာ line ဆိုတာကဒါဘာလဲဆိုရင်အခုကျွန်တော်ပြောပြမယ်နော်ဒီမှာ line လေးကိုအခုဒီမှာလွှတ်လိုက်မယ်အောက်ကနေနော်အပေါ်ထောင်လိုက်မယ်လွှတ်လိုက်မယ်ဟောဒီမှာသူက test box လေးကြာလာ test box လေးမှာကျွန်တော်ရေးချင်တဲ့စလုံးပေါ့နော်ကျွန်တော်ကြိုက်တာရေးလို့ရတယ်ကျွန်တော်မြန်မာလို့ရေးလိုက်ပြီနော်မြန်မာဟုတ်ပြီနော်ဒီမှာမြန်မာလို့ရေးထားတယ်ရေးတဲ့ချိန်မှာခုနကျွန်တော်စပြီးရေးတော့ပထမဆုံးဒီဘက်မှာ line တစ် line line တစ် line ကြာလာတယ်ပေါ့နော်အဲ့ line လေးကိုဆွဲလိုက်တယ်အဲ့ line တွေဒီစလုံးဖောင်းဆိုင်ပေါ့နော်အရွယ်အစားအနည်းသူ့ရဲ့ဒီစလုံးရဲ့အမြင့်ပေါ့နော်အရွယ်အစားဖြစ်ပါတယ်အရွယ်အစားဖြစ်တယ်နော်စတာချင်းတော့ line လေးကြာလာတယ်အဲ့ line အတိုင်းပဲသူကဒီညာဘက်ကိုသူကဒီ line ရဲ့ညာဘက်ကိုပဲသူစလုံးကရေးသွားတာအခုကျွန်တော် line ဒီအောက်ကနေအပေါ်ကိုထောင်လိုက်တာသူ့ရဲ့ညာဘက်တကယ်လို့အပေါ်ကနေအောက်ကိုဆိုရင်အဲ့ဒီရဲ့ညာဘက်ဒီဘက်ချမ်းဖြစ်သွားဆလုံးပြောင်းပြန်နော်အခုကျွန်တော်ဒါလေးမပြောသေးဘူးနော်အဲ့သူ့ရဲ့ direction လေးတစ်ချက်အထပ်ပြမယ်နော်ဒီမှာဒါဒီအောက်ကနေအပေါ်နော်အောက်ကနေပေါ်ဒီဒါအမှန်ပဲနော်နောက်တစ်ခါအပေါ်ကနေအောက်ကိုလာကြည့်မယ်အပေါ်ကနေအောက်နော်မြန်မာလို့ရိုက်မယ်နော်ဟုတ်ဆောက်တိုးဖြစ်သွားပြီနော်ပြောင်းပြန်နော်အပေါ်ကနေအောက်ဆိုရင်ဒီသူ့ရဲ့အပေါ်ကနေအောက်ဆိုရင်ဘယ်ဘက်အောက်ကနေပေါ်ဆိုရင်ညာဘက်ဆိုတော့သူ့ရဲ့ဒီမှာသတိကံစမှတ်လေးနဲ့ဆုံးမှတ်ပြီးသွားလိုက်ကြည့်တဲ့အချိန်မှာသူ့ညာဘက်ချမ်းကိုသူကစလုံးကရေးတာဒါရှင်းအခုကျွန်တော်ဒီကလေးတစ်စောင်းရေးမယ်နော်ကျွန်တော် Creo လို့ရေးလိုက်မယ်နော် Creo parametric နော် Creo ဆိုရင်ဒီမှာစသဖြင့်ကျွန်တော်ရေးလိုက်တဲ့နော်စဆွဲလိုက်တဲ့ line လေးဒီသူကဒီ marking ပေါ့နော်ကျွန်တော်ဒီ construction ပေးတာပါနော်သူရဲ့ဒီ site dimension ပုံစံမျိုးပေါ့နော်ဒီစလုံးရဲ့ site ကိုဒါသတ်မှတ်ပေးတာစလုံးကြီးရင်ကြီးရင်လို့ပေါ့ဒီလိုမျိုး site ကိုကြီးလိုက်ဟုတ်လားဆိုရင်စလုံးကကြီးသွားပြီနော်ဒီ direction ကြက်လိုမျိုးနော်ဒီ degree ပေါ့နော် degree ကြက်လိုမျိုးသွားလို့ရတယ်အဆောင်သွားလဲရတယ်တဲသွားလဲရတယ်နော်ဟုတ်ပြီနောက်တစ်ခုကျွန်တော်ဒီမှာအလေးရလိုက်သွားမယ်ဆိုရင်ဒီညာဘက်ကဘယ်ဘက်ကနေဒီညာဘက်ကိုလာမယ်ဆိုရင်စလုံးဒီအောက်ဘက်ကိုလာလိမ့်မယ်နော် Creo အောက်ဘက်ကိုနော်ကျွန်တော်စတဲ့ line ရဲ့အတွက်ညာဘက်ချမ်းကိုပဲရေးတာဒီလိုဒီမှာဘယ်ကနေဆိုရင်ညာဘက်ကနေဘယ်ဘက်ကိုသွားမယ်ဆိုရင်ဒီအဲ့စလုံးဒီအပေါ်ဘက်သွားမှာနော်ပြောင်းမြန်နော်နော်ဒီလိုမျိုးသွားတယ်ဒါသူ့ရဲ့စလုံးသွားတဲ့ပုံစံနော်ရေးတဲ့ပုံစံ site ကတော့ကျွန်တော်ဒီအောက်ကပထမဆုံးစပြီးဆွဲတဲ့ line ဒီစလုံးရဲ့ site အဲ့ဒါကိုကျွန်တော်ဒီအနေမြင့်ဟွာဝေးချင်နေဆိုရင်ဒီသူ့ကိုဖိပြီဆိုပေါ့နော် sorry ဒီမှာ exit နဲ့နော်ပြန်ထွက်လိုက်ဆိုတော့ကျွန်တော်ဒီကောင်ကို dimension ပေါ့နော် chain တာလေးပြပေးမယ်နော် dimension chain တာကကျွန်တော်ဒီ point နှစ်ခုရှိတယ်နော်စမှတ်နဲ့ဒီအပေါ်ဆုံးမှတ်ပေါ့နော်သူကဒီစမှတ်ကိုပေါ့နော်ဒီပထမအောက်မှာချိန်မှာသတိကံပုံစံလေးဒီ point လေးကိုထောက်လိုက်ထောက်ပြီးမှကျွန်တော် sorry ကျွန်တော်ဒီ 5 point လေးကိုထောက်ပြီးမှဆွဲလိုက်တော့ဒီ dimension အဆုံးချဲကိုလုပ်လို့ရတယ်အပေါ်ကဒုတိယ point သူကသူ့ရဲ့ position ကိုနေရာရွှေ့တာပေါ့နော်နေရာရွှေ့တာဒါဆိုရင်ဒါဒုတိယ point นี่သူ့ရဲ့နေရာရွှေ့တယ်အောက်ကသတိကံလေးဒီစမှတ်ဒီသူက site သူ့ရဲ့အရွယ်အစားဟုတ်ပြီနော်ဒါသူ့ရဲ့ site နဲ့
ဒီ position ကိုဒါချိန်တာပေါ့နော်အဲ့လိုမျိုးသွားလို့ရတယ်ဟုတ်ပြီအခုကျွန်တော်ဒီဘက်မှာနောက်တစ်ခုထပ်ပြီးတော့ရေးကြည့်မယ် creo နော်ဒီကောင် creo နော်ဟုတ်ပြီဒီမှာသူ့ရဲ့ font ဆိုရင်ဒီမှာရွေးလို့ရမယ်ဒါ font ရွေးရတာကျွန်တော်အသေးစိတ်မပြောတော့ဘူးနော်ကိုကြိုက်တာရွေးသုံးလို့ရတယ်နော်ကိုကြိုက်တဲ့ font ပြီးရင်ဒီမှာ alignment ဆို horizon နဲ့ vertical horizon နဲ့မှာဒီအလျားလိုက်မှာသူကဒီမှာ left ဆိုတော့ကျွန်တော်ဒီမှာစပြီးဆွဲလိုက်တဲ့အမှတ်လိုက်တဲ့အမှတ်ကလေးကသူဘယ်ဘက်ချမ်းဘယ်ဘက်ပေါ့ဘယ်ဘက်မှာထားမှာလဲလို့ပြောတာဒီကေလို့ကျွန်တော်ဘယ်မှာမထားဘူးအလယ်မှာထားမယ်ဆိုရင်ဒီကျွန်တော်တို့ရဲ့စလုံးဒီကျွန်တော်ဒီမှာ space bar တစ်ခုပါတယ်ဟုတ်ပြီနော်ဒီမှာအလယ်တက်တဲ့ကိုရောက်သွားတယ်စလုံးကဒီပထမကျွန်တော်တို့စမှတ်ပေးတဲ့စမှတ်ကိုခွပြီးတော့နော်အလယ်ကိုပြစ်ပြီးတော့စလုံးကရေးမှာဒီကေလို့ right ဆိုရင်ညာဘက်သူ့ကိုညာဘက်အပိတ်ထားပြီးတော့ရေးမှာနော်ဒါဆိုရင်ဒီ horizontal alignment ကနော် right ရယ် center ရယ် left ရယ်ပေါ့နော်သုံးခုရှိမယ်နော်ဒီဘေးဘက်ညာ horizontal line နေရာရွှေ့တာပေါ့ vertical တဲ့အဲ့သဘောတရားပဲနော်အတူတူပဲနော်ဒီစမှတ်ဘိုးမှတ်ကလေးကိုနော်ဒါဆိုရင် bottom စမှတ်ကိုကျွန်တော်အောက်ခြေလို့ထားတာနော် bottom တကယ်လို့ middle ဆိုရင်သူကအလယ်တက်မှာဒီစလုံးရဲ့အလယ်တက်ကနေဒီကျွန်တော်စမှတ်အမှတ်ကအဲ့လိုမျိုးနေရာယူသွားမှာ middle မဟုတ်ကျွန်တော်တော့ဆိုရင်အပေါ်နော်အပေါ်နားပေါ့ကျွန်တော် bottom ပဲထားမယ်ဘောင်း level ထားလိုက်မယ်နော်ဟုတ်ပြီနောက်တစ်ခုကကျွန်တော် option ထဲမှာ aspect ratio ဆိုတာဒါကတော့ကျွန်တော်မပြင်တော့ဘူးနော်မပြင်လို့လည်းမကောင်းဘူးနော်ပြီးတော့ ratio မှာပြပေးမယ်နော် run 1ကနေကျွန်တော်တို့2နည်းနည်းလေးချွတ်ကြည့်မယ်စလုံးရှည်သွားလိမ့်မယ်နော် aspect ratio ဆိုတာဟိုတကယ်လို့နည်းနည်းလေး design ပုံစံလေးပြောင်းနေတယ်ဆိုရင်စလုံးကိုဒီမှာပြင်လို့တော့ရတာပေါ့နော်ဒီကတော့ aspect ratio မှာနည်းနည်းလေးကစားလို့ရတယ်ပြီးရင်ဒီမှာ slant angle ဆိုတာက degree အဆောင်စလုံးရဲ့ degree နည်းနည်းလေးဒါဆောင်းလို့ရမယ်စလုံးအဆောင်နေတယ် degree နဲ့ဆောင်းလို့ရမယ်ဒီမှာပြတန်ဖိုးရိုက်ထည့်လည်းရတယ်ဒီမှာ30 degree နော် degree ရိုက်ထည့်လည်းရတယ်spacing ကတော့တိတ်တော့မကောင်းဘူးပေါ့နော်စလုံးရမ်းကျဲခြင်းနဲ့ဆိုရင် space ချဲလို့ရတယ်ဒါဆိုရင်1 space ဒါဆိုရင်2 space 2 space ဆိုတော့ကျဲသွားပြီနောက်ပြီးတော့ spacing ကိုကျွန်တော်1ပဲပြန်ထားလိုက်မယ်ပြီးရင်တော့ place long cut ပြီးရင် nari ဆိုတာ KER နော်ကန်နေပေါ့နော်ကန်နေကန်နေဆိုတာကတော့ထွေထူးမဟုတ်ဘူးဒီစလုံးလေးတွေနည်းနည်းလေးနောက်ကလေးတွေညှစ်ပေးတယ်နော်ဟိုအဖျားလေးတွေပေါ့ချို့ဒီစလုံးအတိအကျကြီးဟိုနည်းနည်းလေးအစွမ်းထွက်လေးပိုတာလို့အဲ့လိုမျိုးဆိုရင်ဒါနည်းနည်းလေးပြန် short ပေးတယ်မသိမသာလေးခိုးလိုက်တာပေါ့နော်အဲ့လိုမျိုးလုပ်ပေးတာပြီးရင်ဒီ place long cut ဆိုတာကသူကဒီ cut တစ်ခုပေါ်မှာစလုံးကိုရေးတာအဲ့ဒါကိုပြောတာဖြစ်ပါတယ်နော်အဲ့ဒါပြပေးမယ်နော်ကျွန်တော် cut တစ်ခုဆိုတော့ဒီတော့ကျွန်တော် line လေးခုတော့အရင်ပြပေးမယ် line တစ် line ဒီမှာဆွဲမယ်နောက်တစ်ခုကကျွန်တော် SPI တစ်ခုထပ်ဆွဲမယ်ဒါတော့ကျွန်တော်ဒီအခုံးလေးပဲလုပ်လိုက်မယ်အခုံးလေးပေါ်မှာစလုံးလေးပြပေးမယ်နော်ဒီမှာ test ရေးရကျွန်တော်ဒီဘက်မှာရေးခဲ့မယ်နော်ကျွန်တော် view parameter ပဲရေးရနော် view parameter အခုလက်ရှိဒီကျွန်တော်တို့စမှတ်ကဒီနေရာမှာနော်ဒီနေရာမှာရှိတယ်အဲ့ဒါကိုကျွန်တော်ဒီမှာ place long cut ဆိုရင်ကျွန်တော်ဒီမှာ cut တစ်ခုကိုရွေးပြလိုက်နော်ဒါဆိုရင်ကျွန်တော်တို့ cut ပေါ်မှာပဲသူကစလုံးကရေးသွားမှာပြီးရင် cut ပေါ်မှာလည်းကျွန်တော်ဒီမှာများလေးနဲ့ divide နော်ဒါ flip လုပ်လို့ရတယ်နော်ဟိုပြောင်းပြန်လို့အဲ့လိုမျိုးပြန်ပြီးတော့ချိန်လို့ရတယ်ဒီမှာတော့ cut ပေါ်မှာတော့တိတ်မသိတော့
ဟုတ်ပြီနောက်တစ်ခုကကျွန်တော်ဒီ line ပေါ်မှာ place allowing cut နောက်မှာ line ပေါ်မှာဒီ cut ဆိုတာကကျွန်တော်ဒီရေးဆွဲထားတဲ့ cut တွေပေါ့နော်ဒီစဝိုင်းပုံစံအဝိုင်းပေါ်မှာပဲအဝိုက်ကြီးရေးလဲရတယ်ဒီလိုမျိုးအခုံးလေးတွေပေါ်မှာရေးလဲရတယ်ဟုတ်ပြီနော်ဒါကတော့ကျွန်တော်ဒီ test နော်စလုံးရေးတဲ့အပိုင်းနဲ့ဒါသူ့ရဲ့ပုံစံလေးပေါ့နော်ကျန်တဲ့သူ့ရဲ့အထူတွေတင်လာတော့ဆိုတာ 3D ဘိုင်းကြောင့်ဒါတက်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်အခုကျွန်တော်ဒီသင်ခန်းစာမှာတော့ဒါစလုံးရေးတဲ့အပိုင်းလေးပဲတခုလည်းဒါခွဲပြီးတော့ဒါပြပေးတာပါ